ကားအတွင်းကန်းကိုအတိအတိုင်ဘလို့တန်းရှင်းအောင်ထိန်းသိမ်းမလဲဆိုရင်ခင်ဗျားတို့ကော9နှစ်6နှစ်လောက်မောင်းပြီးတဲ့အခါအတွင်းပိုင်းလေသားလေးကဟောင်းနှမ်းပြီးမွဲချောက်လာတတ်ပါတယ်အဲ့လာကတကယ်တော့ထိန်းသိမ်းမှုမလုံလောက်လို့ထစ်တာပါအဲ့ဒီအချိန်မှာခင်ဗျားတို့အတွက် interior cleaning paste မျိုးလိုအပ်ပါတယ်ကဲအသုံးပြုရလာလဲအရန်လွယ်ကူတယ်ပါပွားလည်းမလို့ရေလည်းမလို့ဘယ်နေရာမှာညစ်ကြေးရှိလဲအဲ့ဒီနေရာကိုဒီတိုင်းလေးတိုက်ပေးလိုက်အောင်ပါပဲဟောင်းပြီးဖြူဖတ်ဖတ်ဖြစ်နေတာတွေကိုလည်းသူကပြန်ကောင်းအောင်လုပ်ပေးနိုင်ပါတယ် steering တိုင်း control panel တကားပေါင်ထိုင်ကုန်းနောက်ဆုံး plastic နဲ့ leather အမျိုးမျိုးကိုပါအကုန်တန့်ရှင်းပေးနိုင်ပါတယ် okay အသုံးပြုပြီးရင်လည်းဖုံမကပ်ဘူးစီပြန်နာမျိုးလည်းမထစ်ဘူးအနံ့လေးကလည်းတင်းတင်းလေးဆိုတော့နှာခေါင်းမဆက်ဘူးပေါ့ကားထဲမှာတဘူးဆောင်ထားရင်တင့်ကားကိုအမြဲတောက်ပနေစမှာပါဒီပစ္စည်းကိုကျွန်တော်ရဲ့ used car ရောင်းဝယ်တဲ့ငွေချင်းတယောက်ကအကြံပြုထားတာပါသူတို့စီရောက်လာတဲ့ကားတွေကိုတန့်ရှင်းရေးလုပ်ရင်ဒါကိုပဲတုံတာဗျလဲတာကိုတန့်ရှင်းပေးုံနဲ့မကပဲ wax skin ပေးသလိုပါအာတီနေရှိပါတယ်ကားအပြင်ဘက်က plastic အပိုင်းစားတွေကိုပဲသုံးလို့ရနေတယ်နော်နည်းနည်းလောက်တိုက်လိုက်တာနဲ့ကားကချက်ချင်းအစ်အတိုင်း plan တောက်ပါတော့တာတကယ်ကိုအသုံးဝေလုံးလို့ကျွန်တော်ဆိုချက်ချင်းပဲအများကြီးဝယ်လိုက်တာဗျာကားတင်မကဘူးအင်္ဂါဆိုဖာတွေ Lexus scooter တွေကိုပါလိုက်တိုက်ကြည့်တာတကယ်ကိုထိရောက်တယ်ကျွန်တော်မိမတော့အနှောသွားပြီးဝယ်တာတကယ်ကောင်းတယ်ဆိုပြီးခဏခဏချီးမွမ်းနေတာပဲလွန်ခဲ့တဲ့9နှစ်လောက်ကသာဒီလိုဒီစီရှိခဲ့ရင်ဘယ်သူမှပေါ်ဝါနေအပင်မခံဆန်းရှင်းမနေတော့ဘူးအခုမှဒါကိုသိတာတော့တကယ်ကိုခင်းနောက်ကျသွားသလိုပါပဲဗျာ